အားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းပရာလောကနဲ့ပတ်သက်ပြီးတော့ဝမ်းနည်းဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ပြောပြမယ်ဒါကတော့ကောင်လေးနဲ့ကောင်လေးနှစ်ယောက်ကြားထဲမှာဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုပါကလေးမလေးကမီးဖွားထားတာတိတ်မကြသေးဘူးကလေးလေးနဲ့အတူတူအိမ်မှာပဲနေတယ်ကောင်လေးကတော့စက်ရုံတစ်ခုမှာညာဆိုင်အလုပ်လုပ်တယ်ပေါ့ဗျာဒီနေ့ကောင်မလေးကအိမ်မက်အိမ်မက်ထဲမှာသူ့ရဲ့ယောက်ျားကိုသွေးထန်တရေရဲနဲ့အိမ်မက်အဲ့ဒါနဲ့သူ့ရဲ့ယောက်ျားကိုနင်းဒီနေ့တော့အလုပ်မသွားပါနဲ့လားအိမ်မှာပဲနေပါလားငါအိမ်မက်တွေမကောင်းဘူးရင်နေလဲတနေ့လုံးလေးနေတယ်စသဖြင့်သူ့ရဲ့ယောက်ျားကိုပြောပြသူ့ရဲ့ယောက်ျားဒါပေါ့နော်သွေးလေခြောက်ချလို့မှတ်တာပါတဲ့အဆင်ပြေပါတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ယောက်ျားပြောစိတ်ချမ်းသာအောင်ပေါ့နော်ငါမြန်မြန်စောစောပြန်ခဲ့မယ်စသဖြင့်သူ့ရဲ့မိန်းမကသူကပြောအဲ့နဲ့အေးပေါ့ဆိုပြီးတော့နေကြီးဆိုင်သွားဖះစာဆိုသွားဆိုပြီးတော့မိန်းမကလည်းပြန်ပြောလိုက်တယ်ပြန်ပြောပြီးတော့ညာဘက်ရောက်တော့သူ့ရဲ့ယောက်ျားညာဆိုင်အလုပ်သွားပြီးတော့အလုပ်သွားတနိုင်2နိုင်လောက်နေတော့ပြန်လာတော့ပြန်လာပြီးတော့အိမ်ထဲမှာဝင်မယ်နဲ့ခြံပေါက်ဝါကုတ်ပြစ်မှာပဲမတ်တက်ရက်ပြီးတော့သူ့မိန်းမကိုလှမ်းခေါ်တော့သူ့မိန်းမကလည်းကလေးလေးချီပြီးတော့အိမ်ရှိလောက်ထိထွက်လာတော့အိမ်ကလေးကဆူဆူရွာငိုပါလေရောငိုတာနဲ့အဲ့နဲ့သူ့ယောက်ျားအဲ့နဲ့အိမ်ပေါက်ဝါမဟုတ်ခြံပေါက်ဝါကနေလှမ်းပြောတယ်ကလေးကိုတဲ့အိမ်ထဲမှာပဲထားလိုက်တဲ့တော့ကြာကလေးကအရန်ငိုနေမင်းနဲ့ဘေးနာအိမ်နေပါနဲ့အထောက်ချက်ဖြစ်တယ်ဆိုပြီးတော့ညာဘက်ကြီးကလေးကိုအပြင်ထုတ်မလာနဲ့ဆိုပြီးတော့ပြောလိုက်တော့သူကလည်းသူ့ရဲ့ကလေးလေးကိုယူတော့အိမ်ငန်းထဲမှာသွားပြီးတော့ထားလိုက်ကလေးကငိုတိတ်တော့သူကအင်းရှိပြန်ထွက်လာပြီးတော့သူ့ရဲ့ယောက်ျားဒီနေ့ပြန်လာတာစောလာရည်လားလို့မြင်ဟုတ်တယ်ပြန်လာတာစောတယ်ဒါပေမဲ့တကယ်ပြန်လာတာမဟုတ်ဘူးတဲ့ငါအင်ကြီးပြဲသွားလို့အင်ကြီးလာယူတာတဲ့ဆိုပြီးသူ့ရဲ့အင်ကြီးအပြဲလေးသူပြအဲ့နဲ့သူ့ရဲ့မိန်းမကလည်းအေးငါအင်ကြီးထပ်ယူလာပေးမှာပေါ့ဆိုတော့အင်ကြီးလေးကိုယူပြီးတော့ချမ်ဘာဝါကိုထွက်ခဲ့ချမ်ဘာဝါကွက်ပြက်နာထွက်တော့တေချာကြည့်လိုက်တော့သူ့ရဲ့ယောက်ျားခေါင်းမှာဒီနောက်မှာသွေးတွေဖြစ်အဲ့နဲ့ဘာဖြစ်တာလဲသွေးတွေဆိုငါတဲ့ပြန်လာတဲ့အချိန်မှာစပိန်မှောက်တာတဲ့ဆိုတော့ပြောတာအဲ့နဲ့သူ့မိန်းမတေချာတော့ပြောထားရတာနဲ့အိမ်မမကောင်းပြောထားရတာနဲ့ယူဆိုင်ပါပြောထားရတာနဲ့အခုတော့ဖြစ်ပြီမလားငါစီးသွားယူပေးမယ်နေခဏစောင့်နေအောင်ဆိုတော့သူ့ရဲ့ယောက်ျားကိုပြောသူ့ရဲ့ယောက်ျားဘာပြောလဲဆိုတော့အေးတဲ့ဆေးမေကငါပြောစရာရှိတယ်တဲ့ဟိုဟာတဲ့နင်းအမေတွေတဲ့ငါ့ရဲ့အမေတွေတဲ့မနေ့ပြန်ကြရင်တဲ့တော့ခေါ်ထားလိုက်အောင်တဲ့ဘာဖြစ်လို့လဲမေးတော့မဟုတ်ဘူးတဲ့ဒီလိုညာစမ်းနေစင်းရင်လည်းနင်းတယောက်တည်းငါစိတ်မချတော့ဘူးတဲ့ဆိုတော့သူရဲ့ယောက်ျားအဲ့လိုထူးထူးဆန်းဆန်းစကားကိုပြောတာဒါပေမဲ့ကလေးမလေးကမရိပ်မိသေးဘူးရင်နှန်းကလည်းဒီလိုပဲနေလာတာပဲပေါ့ဆိုတော့ပြောတော့ရတယ်တဲ့အရင်တော့အခုတော့မတူတော့ဘူးတဲ့အခုတော့သွားခေါ်တဲ့နင်းတယောက်တည်းစိတ်မချလို့ဆိုတော့သူရဲ့မိန်းမတော့ပြောတယ်အဲ့နဲ့ကလေးမလေးအေးအဲ့ဒါတွေကတော့မနှမ်းမလုံးမယ်ပေါ့နော်အခုအရေးကြီးတာနင်းခေါင်းကိုစီးထည့်ရမယ်ဒီမှာအဝတ်ဆိုတော့အဝတ်ကိုကုတ်ပြစ်ပေါ်မှာတင်ပေးလိုက်သူတို့ချမ်ပေါဝါကုတ်ပြစ်ပေါ်မှာပြီးတော့အကောင်မလေးကစီးသွားယူပြီးတော့သူ့ရဲ့ယောက်ျားကိုပေးတယ်ဒီမှာတောက်စီးဒါကတော့လိန်စေးစသဖြင့်ဆိုပြီးတော့ကုတ်ပြစ်ပေါ်မှာတင်ပေးတယ်အဲ့နဲ့ကောင်လေးကဟုတ်ပြီတဲ့ဒါဆိုငါဒီဟာတွေယူပြီးတော့ငါအလုပ်ပြန်သွားတော့မယ်တဲ့နင်လည်းအိမ်ထဲကိုဝင်တဲ့ချက်တွေပါချပြီးတော့တေချာအိတ်တော့ဆိုပြီးတော့သူ့ရဲ့မိန်းမကသူကပြောတယ်ဒါမှပြောလို့ရှိမှကောင်လေးကငိုနေတယ်မျက်နှာလည်းမကောင်းနဲ့ကလေးမလေးကသူကတော့သူ့ယောက်ျားအနာလို့ငိုတာပေါ့ဆိုပြီးတော့မျက်နှာလည်းမကောင်းဆိုတော့သူကတော့အဲ့လိုထင်တော့ငိုမနေနဲ့နင်ကငါပြောသားပဲဆိုတော့ကလေးမလေးကအဲ့လိုပြောပြီးတော့ကလေးမလေးအိမ်ထဲဝင်တကားတွေပါပိတ်ပြီးတော့အိတ်သွားတယ်ပေါ့ဗျာအဲ့နဲ့မနေ့ရောက်တော့ကလေးမလေးကနိုးတော့အိမ်ပြန်ထွက်ကြည့်တော့ကုတ်ပြစ်ပေါ်မှာသူထားခဲ့တဲ့တင်မေးခဲ့တဲ့အင်ကြီးရောသူတင်မေးခဲ့တဲ့ဆေးတွေရောဒီတိုင်းလေးပဲရှိဘာမှမယူသွားအောင်အဲ့နဲ့သူကညယူသွားမယ်ပြောပြီးတော့လာတောင်းပြီးတော့မနေ့ကျတော့ဒီတိုင်းပဲထားခဲ့တယ်ပေါ့ငါယောက်ျားဘာတွေများအလောလှလျင်ဖြစ်နေလဲဆိုပြီးတော့သူ့ဘန်သူတွေးပြီးတော့သူ့ဘန်သူမနေ့ပိုင်းဖျားရှိခိုးစရာရှိရခိုးတယ်နောက်ပြီးတော့ကလေးကိုစာကျွေးပေါ့နော်စာသဖြင့်ကလေးကိစ္စတွေလုပ်တယ်ပေါ့အဲ့ဒီချိန်မှာအဲ့ဒီသူ့အမျိုးသားရဲ့အဲ့ဆက်ယုံဘက်ကနေပြီးတော့အလုပ်သမားတွေ5ယောက်လောက်နောက်မန်နေဂျာပါလာရောက်လာပြီးတော့သူ့ကိုတွေ့တော့နင်းနဲ့စိတ်ခံတော့ထားအောင်တော့တဲ့ငါတို့ပြောစရာရှိတယ်အဲ့သူကဘာဖြစ်တာလဲပေါ့ဆိုတော့ဒီမှာဘယ်သူရှိသေးလဲတဲ့နင်းဖေးမေရှိတာမရှိဘူးတဲ့ဆိုတော့အဲ့ဆိုရင်ငါတို့မပြောသေးဘူးတဲ့ဘာလို့ဆိုတော့ကြည့်လိုက်တော့ကောင်မလေးကလည်းကလေးလာသားရွက်တွေပိုက်ထားသူတယောက်တည်းဆိုတော့အဲ့ဆက်ယုံမန်နေဂျာတွေဘာတွေကမပြောဘူးပေါ့ဆိုတော့နင်းရဲ့ဒီအမေတွေဒါမှမဟုတ်ဒီကောင်လေးရဲ့အဖေအမေတွေခေါ်လိုက်အောင်ဆိုတော့ခေါ်လိုက်တော့ရောက်ချလာပြီးအဲ့ချိန်ကျမှပြောတာညာတဲ့ဒီကောင်လေးကအလောက်ကနေပြီးတော့သူ့မိန်းမကတဲ့
ဒီနေ့သူ့အိမ်စောစောပြန်လာစေခြင်းနဲ့အဲ့ဒါကြောင့်စောစောပြန်မယ်ဆိုပြီးတော့တဲ့ပြန်သွားတယ်တဲ့ပြန်သွားတဲ့အချိန်မှာလမ်းမှာကြိုက်လူခံရတယ်ပေါ့ဗျာသူတို့အိမ်နဲ့အလုံးနဲ့က15မိနစ်လောက်ပဲစပိန်နေရစပိန်ကိုရိုက်လူသွားတယ်တဲ့ရိုက်လူတာဒဏ်ရာပြင်းလို့ပေါ့နော်ခေါင်းပေါက်ပြီးတော့အုတ်တောက်တွေတစ်ခုခုဖြစ်ပြီးတော့အဲ့မှာလမ်းဘေးမှာထိုးကြပြီးတော့တည်သွားတာတဲ့ညဘက်ကတဲ့ဆိုပြီးတော့ဟောလဲဒီမနက်တွေ့တော့မှဓာတ်ဘော်တွေကိုပဲတွေ့တယ်တဲ့အခုဓာတ်ဘော်တွေကိုတော့အဲ့ဒီသက်ဆိုင်ရာနေရာကတော့ပို့ပြီးသွားပြီတဲ့အဲ့ဒီအကြောင်းကိုလာပြောတာဆိုပြီးတော့သူချင်းမိဘတွေရှိမှအဲ့ကလေးမလေးပြောပြကလေးမလေးကမယုံမဟုတ်ဘူးတဲ့ညာတော့ကတော့သူပြန်လာသေးတယ်တဲ့အင်ကြီးပြဲသွားလို့ဆိုပြီးတော့တဲ့လာပြန်ယူတာတဲ့ခေါင်းမှာတဲ့သွေးတွေပေါက်နေတာလည်းတွေ့တယ်တဲ့အဲ့ဒါကိုသူကစပိန်မှောက်တာလို့သူပြောတော့ကျမတော်စီးတွေပေးလိုက်သေးတယ်ဆိုပြီးတော့ကျမတော်နဲ့ဒီစီးတွေအင်ကြီးတွေကိုတဲ့ဒီကုတ်ပြစ်ပေါ်မှာတင်ထားရတယ်အခုထိတောင်မယူရသေးဟိုမှာကြည့်ပါလားဆိုပြီးတော့သူကုတ်ပြစ်ကိုလက်ညှိုးထိုးပြတယ်ညာကလည်းသူဒီထိတောင်လာထားတာတဲ့ဆိုတော့ပြောတာအဲ့အချိန်မှာအကုန်လုံးကဘယ်ချိန်လဲဆိုမိလိုက်တော့ဒီချိန်ဆိုဟာဒါဆိုတော့တေးကြတယ်အဲ့အချိန်ကနင်းယောက်ျားငါတို့ရှာခွန်တောင်းပြီးပြန်သွားတဲ့အချိန်ဆိုပြောလိုက်တော့မှကလေးမလေးလည်းယူသလိုနှမ်းသလိုဖြစ်သွားတာဗောဗျာယူကြီးမိဘရအဲ့ချိန်မှာငိုသူယိုတွေဖြစ်ကုန်တာအကုန်လုံးစိတ်မကောင်းတဲ့လူတွေကလည်းစိတ်မကောင်းပေါ့ဖြစ်ကုန်တာအမှန်ကကောင်းလေးကသူ့မိမစိတ်ပူလို့ဆိုပြီးတော့ခွန်တောင်းတယ်စောစောပြန်လာတယ်လမ်းမှာရိုက်လူခံရပြီးတော့သူတည်သွားတဲ့တိုင်အောင်သူ့ဝိညာဉ်ကသူ့မိမရှီကိုအရောက်ပြန်လာခဲ့ပြီးတော့သူ့ရဲ့အဖေတွေအမေတွေကိုခေါ်ခိုင်းထားတယ်ဟလားနောက်ပြီးတော့သူ့ရဲ့သားသမီးတွေမိန်းမတွေအစင်သူ့ရဲ့ကလေးနဲ့မိန်းမအစင်ပြေလာနောက်ဆုံးအနေနဲ့လာကြည့်သွားတယ်ထင်ပါတယ်ပုံစံကတော့အဲ့ဒါနဲ့ရက်လေတွေပါလှုပ်ပါဗျာရက်လေတွေပါလှုပ်တော့လဲကလေးမလေးကအသိစိတ်မရှိတော့ယူသလိုနှမ်းလို့ဖြစ်သွားတယ်ပြီးတော့ဘလောက်ထိဆိုလဲဆိုတော့နောက်ထပ်ရက်လေပြီး3ရက်လောက်နေတော့ကလေးမလေးကတည်တော့ရင်ကွမ်းနာကြသလိုယူသလိုနဲ့တည်သွားအဲ့မှာအဲ့ဒါပူဆိုးတာပေါ့ဆိုတော့ကလေးလေးကလာဟိုရငယ်သေးရဆိုတော့မိခင်နဲ့ခွဲရတယ်ဆိုတော့ထုံးစံတန်းကျွန်တော်တို့လက်ပြခွဲရနောက်ဆုံးချိန်ဝင်မှာတင်ပြီးတော့ဘသူ့ကိုပေးမလဲစသဖြင့်အဲ့လိုမေးတော့နောက်ဆုံးဘသူ့ပေးသွားလဲဆိုတော့အဲ့ဒီကောင်မလေးကသူ့ရဲ့အမေကိုပဲသိချလက်ချနဲ့သူ့ကလေးကိုပေးခဲ့တယ်ပေါ့ဗျာဒါကတော့ဝမ်းနေတရားလဲကောင်းတဲ့ပရလောကနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းပရလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ပြောပြပေးမယ်အဲ့ဒါကတော့ကြက်တစီနဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုပါကျွန်တော်မြန်မာနိုင်ငံမှာအရင်တော့ရွှေမန်းတင်မောင်ဇက်သပင်အဖွဲ့တစ်ခုရှိတယ်ဗျာနာမည်လည်းအရန်ကြီးတယ်အခုချိန်ကြီးလည်းသူ့ရဲ့သားစဉ်မိဆက်တွေကသူတို့ရဲ့တပင်အမွေကိုဆက်ပြီးတော့ထိန်းနေကြတော့မှာပဲအားလုံးလည်းသိပါတယ်ထားပါတော့မျိုးတစ်မျိုးကနေတခြားမျိုးတစ်မျိုးဇက်ကရင်နဲ့အကူအတန်းမှာဒီကိစ္စကိုသူတို့ကကြုံခဲ့တာဘာတွေနဲ့ကြုံတယ်လဲဆိုတော့ခုနပြောတဲ့အတိုင်းကြက်တစီတွေကြက်ကုန်းကလူတွေနဲ့ဒီမကျွတ်မလွတ်တဲ့လူတွေနဲ့သူကကြုံခဲ့ဆုံခဲ့ရတာအရင်ဆုံးအနေနဲ့ကြက်တစီဆိုတာဘာလဲဆိုတဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြမယ်ကြက်တစီဆိုတာကျွန်တော်တို့ဒီပိတ္တာဘုံထဲမှာပါတဲ့ကမ္မစိတိတကူနည်းနည်းလေးရှိတဲ့တစီအမျိုးအစားတွေပေါ့ပြီးတော့သူတို့ကတကောင်းနဲ့တယောက်တည်းနေလေးမရှိဘူးသူတို့ကအုံလိုက်ကျင်းလိုက်နေတာဘာဖြစ်လို့အုံလိုက်ကျင်းလိုက်နေတာလဲဆိုတော့သူတို့ကဗျာတရွာလုံးတပ်ဘေးကြောင့်တည်တယ်တရွာလုံးကျော်မီးလောင်လို့တည်တယ်တရွာလုံးကျော်ဝမ်းယောဂါကြောင့်တည်တယ်တည်ပြီးတော့မကျွတ်မလွတ်ဘဲနဲ့အဲ့နေရာမှာပဲစွဲပြီးတော့ကြက်တစီတွေဖြစ်နေတာတချို့ဆိုဘယ်တော့ဆိုလဲဆိုတော့ဖုံးကြီးတွေကလေးတွေခွေးတွေဆိုအကုန်ပါတယ်တရွာလုံးကျော်ဆိုတော့တည်တဲ့အတိုင်းပဲသူတို့ကလူတွေကိုတခါလေ6လက်နဲ့ကြည်စားတယ်ဒါနှမျိုးပဲသူတို့ကလောက်တာတခါလို့လည်းသူတို့လည်းအမျှလို့ကျွန်တော်လောက်တာလည်းပါပါတယ်အဲ့ဒါကပါလဲဆိုတော့သူတို့တည်ခဲ့နေရတဲ့အကုန်လုံးသူတို့ရဲ့ကမ္မစိတ်တကူလေးနဲ့လုံးဝစီကားနေတဲ့ရွာကြီးဖြစ်သူတို့ဖန်တီးပစ်လိုက်တာပြီးတော့အဲ့ရွာထဲမှာလည်းပွဲလန်းသပင်တွေလုံနေတာအဲ့လိုမျိုးဖန်တီးပစ်လိုက်တယ်တစ်ခါလေကျတော့ဘာလုပ်လဲဆိုတော့တစ်ခါလေကျတော့အဲ့လိုမျိုးအတုပလိုက်ပို့နေတဲ့အခမ်းအနားတွေပွဲတွေညာဘက်ကြီးရှင်ပြုတ်နေတဲ့အခမ်းအနားတွေဒါတွေပါလုပ်ပြီးတော့လူတွေကိုဆွဲဆောင်တာလူတွေကလမ်းမှားပြီးတော့သူတို့နောက်ရောက်လာတဲ့အခါမှာသူတို့ကဒီညတော့ဒီမှာပဲနေပါအောင်သူတို့အဝတ်ပြုတ်ပြစီခရီးဝေးလာတဲ့လူတွေစသဖြင့်အဲ့လိုညာတာပါတီနဲ့လှည့်ပတ်ပြောပြီးလူတွေကိုအဲ့သူတို့ရဲ့နေရာမှာပဲသူတို့တည်ခဲ့တဲ့ကြက်ကုန်းနေရာမှာပဲလူတွေကိုအခန့်ကျွင်းမွေးပြီးတော့အိတ်စီလိုက်တာမနှမ်းရောက်တော့မှအဲ့လူကညာတော့သူနေခဲ့တဲ့ရွာတွေအိမ်တွေဘာမှမရှိတော့ခြုံမုတ်ထဲမှာသူကနေခြင်းလို့နေရအောင်အခါလေးလဲအဲ့လိုအုတ်ကူတွေပေါ်မှာဖြစ်သလိုမျိုးအိတ်နေတဲ့ပုံစံတွေနဲ့ထားပြီးတော့နိုးလာတဲ့အခါလေးလည်းရှိရဗျာထားပါတော့ဒါဆိုရင်ကျွန်တော်အဲ့ဒီဗီဒီယိုကိုပြပေးမယ်နော်ရွှေမန်းဆက်နောက်ပြီးတော့မန္တလေးသိန်းစော
နောက်ပြီးတော့ဒီတင်မိုးဝင်တင်ကိုဝင်နောက်ဆုံးအခုစွမ်းတပင်မှာမန်နေဂျာလုပ်ခဲ့ပေါ့နော်ဒါပေမဲ့အဲ့အရာကြီးနဲ့တွေ့ကြုံတော့တွေ့ကြုံသိမရှိခဲ့ဘူးဘယ်မှာတွေ့ကြုံစကားပြောမှုခဲ့လဲဆိုတော့အခုရွှေမန်းဆက်မှာအဲ့ကိုတို့တရက်ပေါ့နော်လက်ဖေးဆိုင်မှာဟိုဒီလိုဝိညာဉ်ကြောင်းနဲ့တရက်ကြောင်းနဲ့ပြောကြချင်မှာဟိုရွှေမန်းဦးတင်မောင်ရဲ့တားလက်ပေါ့နော်သူ့သားအကြီးဆုံးကကယ်မီမင်းသားဦးညိုဝင်လေအခုဆုံးသွားပါပြီအခုကိုကိုပြောပြခဲ့တဲ့ကိုဝင်းဘူလည်းမင်းသားကြီးကိုဝင်းဘူလည်းဆုံးသွားပါပြီအခုကျန်တာကိုဆန်းဝင်းပေါ့နော်ကိုဆန်းဝင်းကိုချမ်းသာပေါ့နော်နောက်ကိုတင်မောင်ဆန်းမင်းဝင်းကတော့အခုဒါတော့ရွှေမန်းဦးတင်မောင်ညီးပေါ့အခုလက်ရှိကနေပေါ့နော်အဲ့ကိုဝင်းဘူပြောကြကြရဘာပြောခဲ့လဲဆိုတော့သူတို့အဖေနဲ့ဇက်ကတော့သူမိုးကုတ်ကနေပြောညီလေးရဲ့သူဇက်ကားကြီးနဲ့ပြန်ဆင်းကြအရင်တော့သူတို့ဇက်က3စီးသွားအောင်သွားဆင်းကြတော့မိုးကုတ်ကနေအပြန်မန္တလေးကိုအပြန်ပေါ့နော်အဲ့မန္တလေးကိုပြန်ဆင်းလာတဲ့ခါကျတော့လမ်းမှာဘာတွေ့လဲဆိုတော့ပွဲစည်းတိုင်းတစ်ခုတွေ့တယ်မျိုးတစ်ခုနဲ့တစ်ခုကြားပေါ့နော်နည်းနည်းချားတဲ့အချိန်မှာပွဲစည်းတိုင်းအရင်တော့အောက်လင်းတက်ပြီးနေပေါ့ပွဲစည်းတိုင်းတော့လူတဲ့တော်တော်စီကားအတက်မှာအဲ့မှာပွဲစည်းတိုင်းဟိုးမှာအဝေးရနေအတန်ချက်ဆက်နေတက်မလားဘလို့ခေါ်မလဲဇက်တွေကနေတွေ့တော့သူတို့လည်းရွှေမန်းဆက်ဆိုတာဗမာပြည်မှာထိတ်ဆုံးလေရွှေမန်းဦးတင်မောင်ပြီးရင်ဦးစိန်အောင်မင်းဒါပဲရှိအောင်အဲ့နဲ့ငါတို့လည်းဒူဇက်ပေါ့ငါတို့လည်းကြားဘူးလားမကြားဘူးလားမသိပေါ့အဲ့တော့ငါတို့ခဏဝင်နားကြမယ်ပေါ့ညဘက်လဲကားမောင်းတာလဲဟိုဖြစ်လာပြီနော်ဇက်သမားအရန်ပါခဏဝင်နားကြမလို့အဲ့မှာဇက်ပွဲစည်းတောင်သူရှောက်ကြတာပေါ့ကားကြီးရက်ပြီးတော့ပွဲစည်းတောင်ရှောက်ကြတော့အဲ့မှာလူတွေကသူတို့ဖော်ဖော်ရွေပဲတာဟာသူတို့လည်းပြောတော့ကျွန်တော်ရွှေမန်းတင်မောင်ဇက်ကပါပေါ့နော်အဲ့လိုဇက်သမားရပြောရွှေမန်းတင်မောင်ဇက်ဆိုဗမာပြည်မှာနာမည်ကြီးပဲဟာကျွန်တော်တွေ့ရဝမ်းသာပါရောဟာကျွေးပြစီမွေးပြစီဆိုဇက်သမားတွေအကုန်ဖိတ်ပြီးခေါ်ပါကြဗျဖိတ်ခေါ်တော့သူအကုန်လိုက်ကြပေါ့ဟာဟိုကြောင့်သူအဲ့မှာဒေတာကန်စားတော့ဖွယ်ရတယ်ပေါ့နော်အဲ့မှာဝယ်ကျွေးကြသူတို့လည်းပျော်ပါပေါ့ဟိုကလူတွေဇက်သမားဆိုတက်ဖော်ဖော်ရွေနဲ့တက်မှာအဲ့ညတော်တော်နဲ့တော့သူတို့ကအဲ့ကိုရောက်တော့12နာရီကိုတစ်ချက်လောက်ဖြစ်သွားပြီတက်မလားညဘက်ကြီးတော့အဲ့သူတို့လည်းနောက်နေ့ကားမောင်းမှာပေါ့ဆက်သွားမယ်အိတ်ချင်တယ်ပေါ့အိတ်ချင်ကိုလာပါပေါ့တက်မလားကျွန်တော်ကောင်းမှပြန်အိမ်မယ်ပေါ့အဲ့လိုမအိပ်ပါနဲ့ရောက်လို့ရောက်ခဲ့မှာဟိုမဖြစ်ပါနဲ့ပေါ့သူအဲ့ခံများစီဆိုသူအဲ့ရထိုင်နေနေရကောင်းနေပေါ့နော်ဇက်တစ်ဖွဲ့လုံးအကုန်ပြေးတာဒီကားဆွဲလေးတွေချို့ပဲဟိုကားခေါ်မှုမှာပေါ့နော်စောက်ပြီးအိတ်ကြပေါ့အကုန်ဥရွှေမန်းတင်မောင်ကိုဝင်းဘူတို့ကပါလာသူအဲ့ရကောင်းနေအိတ်ကြအဲ့သူတို့အကုန်လုံးပဲအိပ်ပျော်သွားကြတယ်ခံမှန်းကြည့်ကို3နာရီလောက်ပေါ့နော်သူကပင်ပန်းလာတော့စားပြီးတော့ပြီးအိပ်ပျော်သွားမနေ့မိုးလင်းကြတော့သူဘယ်ချိန်လုံးမှနိုးလို့ဆိုနေအရန်ပြင်းပူတော့9နာရီလောက်ကြောင့်နေတော်တော်ပြင်းလာပြီအဲ့ချိန်တော့ဖက်ကနေနိုးလိုက်တော့ဟာသူအကုန်လောက်သွားကြညပွဲစည်းတိုင်းလည်းမရှိတော့ဘူးအဲ့အိမ်လည်းမရှိတော့ဘူးသူတို့အိမ်နေနေအဲ့ခုနပြောတောင်ကမူလေးတွေတက်လာတောင်ဖို့သဘောမျိုးပေါ့နော်အဲ့အမျိုးလေးတွေမှာတန်းစီပြီးအကုန်လုံးတစ်စက်လုံးတက်မလားအဲ့အင်းကြီးနားမှာပဲအဲ့ခြုံလေးဘေးမှာတက်လားချို့လိုခြုံလေးတွေမှီပြီးတော့တက်မလားဦးရွှေမန်းတင်မောင်တို့မိသားစုသူ့ဟိုနေပေါ့တော့အဲ့တော့ထူးဆန်းနေရသူတို့ကြတော့အဲ့လိုဘယ်လိုခေါ်မလဲဟိုနေပေါ့ကိုပြစ်လို့တဲ့သဘောမျိုးမဟုတ်တော့အဲ့လိုပုံစံမျိုးနည်းနည်းပြတ်နေနေကောင်းလေးမှာသူတို့အဲ့ကိုဝင်းဘူလည်းအဲ့မှာခြုံလေးတွေဟိုနေမှာတစ်စက်လုံးပေါ့နော်အဲ့ဟိုကိုဝင်းဘူကတေချာကိုပြငါအပေါ်ပြောရင်မညာဘူးကွာအဲ့ငါအဖေလက်ထက်ကငါတို့တစ်စက်လုံးတယောက်တည်းမဟုတ်နော်တစ်စက်လုံးဇက်ဖွဲ့တစ်ဖွဲ့လုံးကိုကြုံခဲ့ရတာရွှေမန်းတင်မောင်တစ်စက်လုံးခုချိန်ဒီလဲအသက်ရှင်မိသေးတဲ့လူကြီးမေးမြန်းလို့ရတယ်အခုဦးကင်းတို့ဘာလို့ရှိရင်မေးမြန်းလို့ရသေးတယ်တဲ့မလားဦးရွှေမန်းတင်မောင်လက်ထက်ကပေါ့နော်တော်ကြာပြီကြာပြီပေါ့အဲ့ဒါတော့အကိုတို့ငယ်လေးလောက်ပဲရှိမှာကိုဝင်းပေါ်တော့လူပြိုရွယ်ဆိုတော့ကိုရင်အကိုတော်အသက်62နှစ်ဆိုကိုရင်ဘို့ဆို80လောက်ရှိပါလိတဲ့မလားအဲ့တော့လုံခဲ့နှစ်50 60လောက်က50ဆို60လောက်ကဖြစ်နေတယ်အဲ့တော့အောင်လင်းတံမီထွန်းတဲ့ခေတ်ဆိုဒီလက်စမီပါဖြစ်တော့ဖြစ်သေးပေါ့နော်အဲ့တော့ဥရွှေမန်းတင်မောင်အရန်ကကောင်းနေတဲ့အချိန်ကြီးဥရွှေမန်းတင်မောင်ဆုံးပါဝါအချိန်တော့အခုအသက်9နှစ်8နှစ်ရှိပြီလေအခုအဲ့ဒါဘာလဲဆိုတော့အခုအယူဆကြတယ်အဲ့ကြောင့်အခုကြက်လို့ခေါ်နေလေဒီဗီဒီယိုရဲ့အတိုင်းဆိုရင်သူတို့ကအန်ရန်ပြုကျင်လို့မဟုတ်ဘဲနဲ့စကြင်နောက်ချင်လို့တက်ရွာတွေဇက်ပွဲတွေဖန်တီးပြီးတော့လုပ်ခဲ့တဲ့ပုံစံပါပဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းပရာလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းမယ့်အကြောင်းအရာ2ခုကိုကျွန်တော်ပြောပြပါမယ်အဲ့ဒါကတော့သင်္ဘောသားတွေနဲ့ပတ်သက်နေတဲ့အကြောင်းအရာ2ခုပါပထမဆုံးတစ်ခုကတော့အဲ့လူကသင်္ဘောပေါ်မှာသူကအစားအသောက်ပါနေချက်ပြုတ်ရတဲ့အလုပ်ကိုလုပ်ရတာဗျာသူကအစားအသောက်ချက်နေရရင်ပျော်တာဒါပေမဲ့အဲ့ဒီအခောက်မှာသူကကျမ်းမာရေးအဆင်မပြေဖြစ်ပြီးတော့
စာချုပ်တက်တမ်းမပြည့်ခင်မှာပဲမြန်မာဘက်ကိုပြန်လာပြီးတော့စီးလာကုတယ်ပေါ့ဗျာစီးကုတယ်ဒါပေမဲ့အစင်မပြေဖြစ်ပြီးတော့မြန်မာမှာပဲသူကဆုံးသွားတော့သူ့မိသားစုကလည်းဒီတင်မောကုမ္ပဏီဘက်ကိုအကြောင်းကြားလိုက်တယ်ပေါ့ဒီမှာတော့ဆုံးသွားပြီစသဖြင့်အဲ့လိုအကြောင်းကြားတယ်ပေါ့အကြောင်းကြားပြီးတော့ဒီရက်လေတွေတလားပြည့်တွေစသဖြင့်လှုပ်ပြီးတော့ပြီးသွားတယ်ပေါ့ဗျာဒီကိစ္စအရေးရောင်လည်းဘာမှလည်းမပြဘူးဘုန်းကြီးတွေနဲ့လည်းစွန့်ကတ်တယ်အမြပေးဝေတယ်ကောင်းကူးသူလည်းလုပ်တယ်ဆိုတော့ကောင်းရမွန်ရရောက်သွားပြီပဲထင်ပြီးတော့မိသားစုကလည်းအေးစစ်စစ်ပဲနေလိုက်တာပေါ့ဒါပေမဲ့နည်းနည်းလအနေငယ်တော့လဲကြာတော့သူနဲ့တင်မောတစည်းရဲလိုက်ပြီးတော့ contract ပြလို့ပြန်လာတဲ့လူတယောက်ကသူ့အိမ်လိပ်စာကိုစုံစမ်းပြီးတော့ရောက်လာပြီးတော့အဲ့ဒီသူ့မိန်းမကိုဘာပြောလဲဆိုတော့သူတို့တဲ့အဲ့စဖိုးဆောင်မှာတဲ့ညာတိုင်း6တယ်တဲ့ညာတိုင်း6တယ်သူ့ရဲ့အဲ့ဒီလူရဲ့ဒီ favorite မိဖို့ကြောင့်တော့ပစ္စည်းတွေဆိုရင်တဲ့တစ်ခါလေဆိုရင်အဲ့လိုမျိုးလေးတွေပေါ်မှာပြန်နေသလိုမျိုးတွေအမျိုးတဲ့သူတို့မြင်ရတယ်တဲ့ပြီးတော့တစ်ခါလေမျိုးဆိုရင်အဲ့ဒီလူကအရေးအယောင်တောင်ပြရတယ်ပေါ့လေပြီးတော့အဲ့ဒီသူနေခဲ့တဲ့ဒီအခန်းမှာလဲအနံ့အသက်တွေတစ်ခါလေရတယ်ပေါ့ဗျာဘယ်လို့မှသူတို့မနေနိုင်6တယ်ပေါ့ဗျာ6တယ်တဲ့အဲ့နောက်ဆုံးသူတို့မခံနိုင်တော့တဲ့အဆုံးဒီတင်မောပေါ်မှာတော့ဖုန်းကြီးတော့မပါဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ဒီအစိုးရနဲ့မင်းမိတ်ပြန်တယ်လို့မျိုးပဲဒီတင်မောကုန်းကျုပ်တို့ရေကျုပ်တို့ကပတိန်တို့ကလာပြီးတော့အဲ့လူသူဖြစ်ပြနေတဲ့သူ့အခန်းမှာရောအဲ့သူလှုပ်တဲ့မီးဖို့ကြောင်နေရမှာရောအမိန့်စာပြန်တယ်ပေါ့ဗျာဒီတင်မောနဲ့မင်းနဲ့ကဘာမှမဆိုင်တော့ဘူးမင်းကတေသွားပြီအဲ့တော့ဒီမှာလည်းမနေနဲ့တော့စသဖြင့်ပြောပြီးတော့နှင်လိုက်ရတယ်တဲ့နောက်ဆုံးအဲ့လိုနှင်လိုက်ပြီးတော့မှပဲအဲ့လိုမျိုးအရေးအယောင်ပြတာအနက်ပေးတာတွေသူ့ရဲ့ဒီ favorite ဖြစ်တဲ့မိဖို့ကြောင်သုံးပစ္စည်းတွေဟိုရွှေဒီရွှေလောက်ပြနေတာတွေဟာတဲ့ပြီးသွားတယ်လုံးဝမမြင်ရတော့ဘူးဆိုပြီးတော့အဲ့ဒီလူကသူ့မိမလာပြန်ပြောပြတာအဲ့ကြတော့မှသူ့မိသားစုကလည်းဟာရီဟင်နေဖြစ်ကုန်တာပေါ့ဒီမှာတော့ဘာမှမပြဘူးတဲ့အကုန်လုံးလည်းဘုန်းကြီးတရားနာတွေပါနဲ့လဲပြင်ပြီးတော့ကုသိုလ်ပေးတာပဲတဲ့ဆိုတော့ဟိုလူကပြန်ပြောတာပေါ့နော်မရဘူးထင်တယ်တဲ့သူ့စိတ်ကဒီတင်းမောပေါ်မှာပဲလိုက်ချင်နေတော့သူ့အလုပ်ကိုပဲဆွဲနေတော့သူဒီဘက်မှာတေးတာနဲ့ဟိုဘက်ကိုတခါတည်းလာပြီးတော့ဆွဲနေရနေမှာပေါ့ဆိုတော့ပြန်ပြောပြလိုက်တယ်တဲ့ဒါကတော့တင်းမောသားရင်းနဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတစ်ခုပါဒါဆိုရင်ကျွန်တော်ဒုတိယအကြောင်းအရာကိုဆက်ပြီးတော့ပြောပြမယ်နော်ဒုတိယအကြောင်းအရာကကျွန်တော်တို့ဒီ pandemic ဖြစ်တုန်းကဟိုတင်းမောရဲ့ဒီအောက်ဆုံးထပ်မှာရှိတဲ့ဒီအစားအသောက်တွေတူလောင်တဲ့နေရာပေါ့လေအဲ့နေရာမှာတည်သွားတဲ့လူတယောက်ကပြန်ပြီးတော့6တာကိုဒီမြန်မာတင်မောသားအကူတယောက်ကလုံးဝဒီဗီဒီယိုနဲ့ပါရိုက်ထားတဲ့ဟာကိုကျွန်တော်ကပြန်ပြီးတော့ပြောပြ share ပြမှာဖြစ်ပါတယ်သူပြောတာကတော့အဲ့ဒီလူကဒီမှာ pandemic တုန်းကတည်ပြီးတော့မကျွတ်မလွတ်ဖြစ်နေတယ်ဖြစ်ပြီးတော့သူတို့အလုံးလုံးလို့ရှိရင် तू ကသူ့နေရာလာတာမကြိုက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့6တာလှန်တာပေါ့ဗျာဒါဆိုရင်ကျွန်တော်လည်းအတူတူဗီဒီယိုကိုကြည့်လိုက်မယ်နော်ဒီမှာကလေဆောက်ရဲနေတရေတွေ6အာယုံမဲဘလို့6လဲဆိုတော့လူမရှိတော့ဘူးကွာဒီမှာဘယ်သူမှမရှိတော့ကျွန်တော်တယောက်ပဲရှိတော့ကျွန်တော်ဒီမှာ order တွေကလည်းမှားတွေကလည်း order တွေကလည်းအများကြီးပဲအဲ့ဒါတွေလောက်အောင်မပြီးသေးဘူးစတိုမှာလူကမန်းပါဝါနည်းနေတော့မှန်တိုင်းပြောရင်ကိုကနားချိန်ကိုမနာရသေးဘူးဆိုတာတဲ6တာဒေါသလည်းထွက်တယ်ဟိုတရေ6တာရုပ်တော့မမြင်တော့ကိုလည်းပြေးရမှာပဲဟောရုပ်မမြင်မယ်အတန်ကြားနေတော့ကိုလည်းမပြေးသေးဘူးဆိုတာအလုံးရှုံနေလို့ဒီခန်းထဲမှာလူတေထားတာတွေ့လားဟောတွေ့လားအနီရောင်ကြည့်အနီရောင်ကြည့်တွေ့လားမိတဲ့ဟိုဟာ emergencyလိုမတရေမျိုးဟေးလိုမသူရဟိုဟာဖြစ်နေပါဆိုမှပဲဆောက်လို့ကမအားပါဘူးဆိုမှပဲရှုကိုငါဆောက်လို့လာရှုမင်းပဲစဖို့ဒီမှာအမှန်တမ်းပြောရင်သူကဒီမှာနေတယ်လို့ပြောရမှာဒီမှာ pandemic ဖြစ်တော့ဟိုထားရပါတော့ထားကျွန်တော်ဒီမှာဒီပစ္စည်းတွေကျွန်တော် shipping လုပ်ရမှာရွှေ့ရမပြီးသေးဘူးကွာဒီမနေ့ပြန်ကြရင်အဲ့မှာဒီနေရာဆိုအပြည့်လာမှာဟိုဟာတွေကပစ္စည်းတွေအပြည့်လာမှာဆိုတော့ကျွန်တော်ဒီဟာတွေကိုရွှေ့ရမှာဟ
ပြီးသေးဘူးဒီကောင်အာယုံလိုက်နောက်လိုက်ချောက်စောက်ရေးမပါတာလေကိုကသူ့ကိုကြောက်ချင်မရဘူးကိုယ့်အကူတော့မှဟိုမအားဘူးအဲ့တော့လိုက်ပြီးဟိုမှာအမှန်တမ်းပြောအသားကန်းနေငါးကန်းနေရှိရကွာဟိုဒီဘေးနာဆိုရင်ဒါဆိုရင် fish နော်ဒီကောင်ဆို fish နော်လူတွေလာတော့ဒီကန်းထဲမှာထားတယ်ဟိုကန်းထဲမှာထားတယ်ဟိုဘက်တောက်သုံးကန်းမှာထားတယ် fish နော်အဲ့လိုက်ပြီးအာယုံလိုက်နောက်ဒေါသထွက်လာတွေ့ရအောင်ပါမလန့်နေတော့ကျွန်တော်မျက်နှာပြမှာဒီမှာအရန်အေးနေတယ်ကျွန်တော်စတူထဲမှာဒီကောင်က -22 ရှိတယ်ကွာအဲ့လူမရှိတော့ဘူးဆိုရင် तू ကဘာဖြစ်လဲဆိုရှင်းပြနော်လူမရှိတော့ဘူးဆိုရင်အပြင်မှာလူမရှိတော့ဘူးဆိုဒီမှာကြည့်ဒီနောက်မှာပယ်လေတွေရှိတယ်အဲ့ပယ်လေတွေကိုဝုန်းနဲ့ပယ်လေတွေကိုလှုပ်တယ်မနေ့ကဆိုပိုဆိုးတယ်ဟိုကောင်ကြီးကပြန်သွားတဲ့အချိန်မှာကျွန်တော်မနေသေးရင်တော့ဝုန်းနဲ့လာတော့ပြီးတော့အဲ့တောင်းမှာကိုကလည်းဟိုဘယ်လိုပြောရမလဲအလုတ်ပင်ပန်းတော့လူကပြိုင်းနုံးနေရောလေရေကနေတွေ့လိုက်တယ်လို့ပဲကျွန်တော်လည်းကောက်ဆဲပြီးတော့ဆဲဖျားသားလည်းယူတစ်ဖက်ကဆဲတစ်ဖက်ကယူအဲ့လိုမျိုးကိုကလည်းဒေါသထွက်ရင်ဆဲတယ်အဲ့လိုမျိုးဒေါသထွက်ရင်လှုပ်လို့မရရင်ဖဲမိရောအဲ့ဒါဟိုအဲ့လိုမျိုးဆိုတော့စောက်ရမ်းနေပေါ့လားသူကမနေဘူးအဲ့တောင်းမှာတော်တော်ဆူပဲအခုကဘယ်သူမှမရှိတော့ဒီတလွာလုံးမှာဒီတမွေအောက်ဆုံးအလွာအဲ့တော်လာလုံးမှာကျွန်တော်တယောက်ပဲရှိတော့တယ်ကြာခါရရင်ကျွန်တော်တချင်းတွေ အော်ဆိုပြီးတော့အလုပ်လုပ်ရတာဒီကောင်ကဒီတခန်းလေးက -22 very အရန်အေးတယ်အရန်အေးပေမဲ့လည်းလောက်အောင်ပါပဲကိုယ့်လောက်ကမပြီးသေးဘူးအဲ့လိုမျိုးမပြီးသေးဘူးဆိုတော့အဲ့ဒေါသလည်းထွက်ဟိုကလည်းဖြစ်နေတယ်တကယ်ရင်းတို့ဘူတုတရနဲ့ပြတွေ့ရနော်စောနာဟိုမှာတကားပွင့်လိုက်ပိတ်လိုက်လုံနေပိတ်ဆဲပေးလိုက်တယ်ရှုပ်လို့တက်တာဂီယူဆိုင်ကြောင်ကျမ်းမာကြီးကောင်း အခုဗီဒီယိုကိုကြည့်လိုက်တော့မှာပဲပရလောကသားတွေဆိုတာနေရာမရွေးသူတို့ရဲ့စိတ်ဆွဲနေတဲ့နေရာတွေပေါ်မူတည်ပြီးတော့ရှိနိုင်ပါလားဆိုတာကိုအားလုံးကလက်ခံသွားကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်